Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ဒါကတော့ကျွန်တော်ဒီအပိုင်းတွင်းမှာကျွန်တော်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေကျွန်တော်ကိုဒါမေးတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ဒီအကြောင်းအရာလေးကတော့ကျွန်တော် EVCA စီးတယ် EVCA vlog လေးရိုက်တယ်EVCA စီးရတာအဆင်ပြေလား EVCA ဝယ်တင်လားဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကိုဒါ3-4ရောက်လောက်ဒီအပိုင်းတွင်းမှာမေးလာတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ဒီအကြောင်းအရာလေးကိုကျွန်တော်ပြပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဘာဖြစ်လို့ EVCA စီးလဲပေါ့နော်အဲ့ဒါလေးမပြောခင်မှာကျွန်တော်ရဲ့ဒါ personal site ကြီးကကျွန်တော်ပြောတာပါတခြားဒီ commercial agreement လည်းဘာမှကျွန်တော်မှမရှိပါဘူးအဲ့တော့ကျွန်တော် user တယောက်အနေနဲ့ပဲပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ EVCA အကြောင်းမပြောခင်မှာကျွန်တော်နောက်ဆုံးကျွန်တော်စီးခဲ့တဲ့ကျွန်တော်ရဲ့ Toyota Crown 2001 model ဒါ 3.0 ဒီကားလေးအကြောင်းကျွန်တော်ပြောချင်ပါတယ်ကျွန်တော်က GDN crazy တယောက်ပါကျွန်တော်တောက်လျှောက်စီးတဲ့ကားတွေအကုန်လုံးကလည်းဒါ GDN ကားတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဂျပန်ကားတွေကိုကျွန်တော်တို့ကြိုက်တယ်တကယ်လဲအဆင်ပြေတယ်တကယ်လဲမှားတယ်တကယ်လဲကျွန်တော်တို့သုံးရတာကျွန်တော်တို့အတွက်ကတော့လုံးဝစိတ်ဖြောင့်လက်ဖြောင့်သွားလို့လာလို့ရတယ်ဆိုတဲ့ကားတွေပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့က GDN ကားတွေဒီကျွန်တော်တို့လက်ထဲရောက်လာတဲ့အချိန်မှာကျွန်တော်တို့စိတ်တိုင်းကြဖြစ်ဖို့အတွက်အချိန်တစ်ခုကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့ကားကိုကျွန်တော်တို့ဘယ်ချိန်ခီးထတော့သွားကျွန်တော်တို့ယုံကြည်မှုတစ်ခုရဖို့အတွက်တော့အချိန်တိုင်းတာတစ်ခုယူပြီးတော့ကျွန်တော်တို့ပြင်ရပါတယ်ဒါကတော့မဖြစ်မနေဒါ GDN ကားစီးတဲ့သူတွေရောတခြားစီးကားစီးတဲ့သူတွေရောဒါမဖြစ်မနေကြုံရတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပြင်ဆင်သေးတွေရှိမယ်ကျွန်တော်နေ့စဉ်သုံးတဲ့စီဘိုးတွေရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီကားလေးကိုဒီ Toyota Crown 3.0 ကျွန်တော်စစီးတယ်စီးတဲ့အချိန်မှာကျွန်တော်ဒီ daily drive ကျွန်တော်ရဲ့သွားတဲ့ပုံစံရဆိုကျွန်တော်ကီလိုမီတာ80နဲ့100ဝန်းကျင်ကျွန်တော်သွားပါတယ်နေ့စဉ်သွားတာပေါ့နော်အဲ့တော့တစ်ပတ်ကိုကျွန်တော်အနည်းဆုံး9ရက်လောက်ဒီလိုပုံစံနဲ့ကျွန်တော်သွားနေရတာပါအဲ့တော့ကျွန်တော်ဒီကားကိုသုံးတဲ့အခါမှာကျွန်တော်စီဘိုးဒီ3ရက်ကို3သိန်းကုန်ပါတယ်3ရက်3သိန်းကုန်တယ်တစ်လကိုကျွန်တော်10သိန်း17သိန်း12သိန်းဝန်းကျင်ကုန်တယ်ပေါ့နော်အဲ့တော့10သိန်းအထက်မှာကျွန်တော်ကုန်ပါတယ်10သိန်းအောက်ကိုတစ်ခါမှမကြပါဘူးအဲ့တော့တစ်လကိုကျွန်တော်10သိန်းကုန်တယ်တစ်နှစ်လုံးကကျွန်တော်ရဲ့စီဘိုးကြီးပဲအသုံးစီက320ရှိပါတယ်အဲ့တော့320ရှိတယ်ပြီးရင်ကျွန်တော်တို့စီကားဖြစ်တဲ့အတွက်ကျွန်တော်တို့တော့ဖွင့်မယ် starter motor လဲမယ် engine နိုးမယ် gear box လုပ်မယ်ဒီလိုလှုပ်ဆောင်ချက်တွေကျွန်တော်တို့ကရှိရဖြစ်တဲ့အတွက်သူ့ရဲ့ပုံမှန် maintenance လုပ်ရတဲ့အပိုင်းလေးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကီလို9000မှာ engine oil တစ်ခေါက်ဖြစ်မနေကျွန်တော်တို့ကလဲရမှာဖြစ်တယ်အဲ့တော့ engine oil လဲပြီဆိုရင်ကျွန်တော်တို့ကဒါ3လဝင်2လဝင်3လဝင်မှာ engine oil လဲရတယ်3သိန်းနဲ့5သိန်းဝင်ကျွန်တော်တို့ဒါကုန်တယ်အဲ့လိုပဲကျွန်တော်တို့ရမန်ရန်ကားခီးရသွားတဲ့အခါမှာအချိန်မီကောက်ထသွားလို့ရတယ်ဆိုပေမဲ့လေကျွန်တော်တို့ကတော့အောက်ပိုင်းလေး workshop လေးထိုးပြီးအောက်ပိုင်းလေးစစ်လိုက်ပါအောင် alignment လေးချိန်လိုက်ပါအောင်ဒီလိုမျိုးအသေးမွှားလေးတွေပြင်ပါအောင်ဆိုတဲ့အချိန်မှာလေကျွန်တော်တို့ကဒါ2လတစ်ချိန်3လတစ်ချိန်မှာတော့ကုန်တဲ့ပတ်စံ3-5သိန်းကတော့ဒါရှိတာပေါ့နော်အဲ့တော့ကျွန်တော်ဒီကားကိုကျွန်တော်တောက်လျှောက်တစ်နှစ်ခွဲလောက်ကျွန်တော်တောက်လျှောက်စီးလာတဲ့အချိန်မှာကျွန်တော်ရဲ့ကုန်ကျစရိတ်ဒီ150ဝန်းကျင်ရှိပါတယ်စီဘိုးရောအခြားပြင်ဆင်စရိတ်ပေါ့နော်ဒါသွားတဲ့ပုံစံတွေမတူဘူးဆိုရင်တော့လေဒါစီဘိုးတွေတက်တာသွားတာ engine power တွေမတူဘူးဆိုရင်တော့လေဒါတယောက်နဲ့တယောက်စီဘိုးကုန်ကြစရိတ်တက်တာသွားတာလည်းရှိမှာပေါ့လေအဲ့တော့ကျွန်တော်ရဲ့အသုံးစရိတ်ကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စဉ်းစားတယ် EVCA တွေဝင်လာတယ် EVCA တွေကြော်ညာကြတယ် EVCA ပြောင်းစီးရမလားပေါ့နော်ဒီလိုတွေးလေးဝင်လာတာပေါ့ဝင်လာတဲ့အခါမှာကျွန်တော်crown ကားလည်းရှိနေတယ် EVCA တစ်စီးကိုလည်းကျွန်တော်စမ်းပြီးတော့သုံးဖို့အတွက်ကိုအတွေးလေးတစ်ခုဝင်လာပြီးတော့ကျွန်တော်နိုင်တဲ့ပတ်စံလေးနဲ့ကျွန်တော် EVCA အသေးလေးတစ်စီးကျွန်တော်ဝယ်လိုက်တယ်ပေါ့လေဝယ်တဲ့ခါမှာလည်းကျွန်တော်တွေးရတဲ့အချက်လေးရှိပါတယ်အဲ့ဒါကတော့ကျွန်တော်သွားတဲ့နေ့စဉ်သွားမဲ့ကီလိုမီတာနဲ့ကားကထွက်တဲ့ range ကဘယ်လောက်ရမလဲဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်တွေးရတယ်ပြီးတော့ဒီကားရဲ့ brand ပေါ်မှာကျွန်တော်တို့ဘယ်လောက်ထိယုံကြည်မှုရှိနိုင်မလဲဘယ်လောက်ထိလေ့လာမလဲဆိုတဲ့အပိုင်းလေးတွေကိုတော့ကျွန်တော်တေချာလေ့လာပြီးတော့ကျွန်တော်ဝယ်ဖြစ်ခဲ့ပါတယ်အဲ့တော့ EVCA တွေဝင်လာတဲ့တရုတ်ကားတွေအကုန်လုံးနှီးပါ90%သောကားတွေအကုန်လုံးတရုတ်ကားတွေပဲအဲ့တော့ကျွန်တော်တို့အဆင်ပြေပါမလားယုံကြည်ရမလားဝယ်ပြီးရင်ရောဘာတွေဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့ကတွေးကြတာပေါ့ဒါကတော့ user တွေအကုန်လုံးတွေးကြမှာပဲအဲ့တော့ကျွန်တော်ဒီဘာစားလုပ်လဲဆိုတော့ကျွန်တော်ဝယ်မဲ့ brand ကျွန်တော်လိုချင်တဲ့ကြိုက်တဲ့ brand 2ခု3ခုကိုကျွန်တော်သုံးမဲ့ဈေးပေါ်မှာပေါ့နော်ကိုအိုနဲ့ကိုဆန်ဖြစ်တဲ့အတွက်ကိုလည်းအများကြီးမသုံးနိုင်တာဖြစ်တဲ့အတွက်ဒီဈေးတန်းတစ်ခုပေါ်မှာကျွန်တော် global market ကိုဒီ brand တွေအနေနဲ့ဘယ်လောက်ထိရောက်နေလဲအဲ့လိုမျိုးပဲဒါ
YouTube မှာကျွန်တော်တို့တခြားနိုင်ငံက vlogger တွေ review တွေဘယ်လိုတွေပေးထားလဲကောင်းတဲ့ချက်တွေကျွန်တော်တို့အားနည်းချက်တွေအားသာချက်တွေဘယ်လိုတွေရှိလဲဒါတွေကိုကျွန်တော်သေချာလေ့လာတယ်လေ့လာပြီးတော့မှကျွန်တော်ကားတစ်စီးကိုရွေးချယ်ပြီးတော့ဒါဝယ်ယူလိုက်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ကကားတွေဝင်လာတဲ့ကျွန်တော်ပြည်တွင်းမှာရှိတဲ့ vlogger တွေကြော်ညာကြတယ် influencer တွေကြော်ညာပေးကြတယ်ဒါပေမဲ့လေကျွန်တော်တို့ကအပြည့်အဝသွားပြီးတော့လေယုံကြည်ပြီးတော့အဆင်ပြေပါတယ်လို့လည်းဝယ်လို့မရဘူးလေ commercial တစ်စိတ်တစ်ပိုင်းသူတို့မှလည်းပါနေတာဖြစ်တဲ့အတွက်ကောင်းတယ်နဲ့ကျွန်တော်တို့သုံးမဲ့ပုံစံနဲ့အဆင်ပြေခြင်းမှလည်းဖြစ်မှာပေါ့အဲ့တော့ကျွန်တော်ရွေးချယ်ဝယ်ယူလိုက်တဲ့ဒီကားလေးကကျွန်တော်အတွက်ကောဒီချိန်မှာတော်တော်လေးကိုအဆင်ပြေတယ်ဘာလို့တော်တော်လေးအဆင်ပြေလဲဆိုတော့ပထမဆုံးချက်နဲ့ပြောရမယ်ဆိုရင်ကျွန်တော်လက်ထဲကို EV ကားလေးတစ်စီးရောက်လာတာ8လဝန်းကျင်ရှိသွားပြီ9လကျော်သွားပြီကျွန်တော်လက်ထဲကိုရောက်လာတယ်ကျွန်တော်လုံးဝတပြားမှမကုန်နဲ့ခံစားချက်ပုံစံမျိုးကျွန်တော်ခံစားရတာဖြစ်တယ်ငွေအပိုတွေအများကြီးထွက်လာတယ်ပေါ့နော်အဲ့တော့ဒီကားရဲ့ maintenance တွေကျွန်တော်တို့ဘာတွေလုပ်ရလဲ EV ကားမှာ EV ကားကကျွန်တော်တို့ပုံမှန် service center ကိုကျွန်တော်တို့ကကီလို9000ပြည့်တစ်ခေါက်မဖြစ်မနေတော့ပြပေးရပါတယ်အဲ့ဒီအချိန်မှာသူတို့ battery association စစ်မယ်ပြီးရင်ကျွန်တော်တို့ဒါကားကြမ်းခိုင်မှုတွေကိုသူတို့စစ်ဆေးမယ်အဲ့ဒါတွေကိုကျွန်တော်တို့ record ယူတယ်ပြီးရင်ကျွန်တော်တို့ရဲ့ owner နာမည်နဲ့သူတို့မှတ်ထားတယ်survey တွေလုပ်ထားတယ်ပေါ့လေအဲ့တော့အဲ့လိုပုံစံမျိုးနဲ့သွားတဲ့အခါမှာကျွန်တော်ကီလို9000ပြည့်တိုင်း3လတစ်ခေါက်သို့မဟုတ်ကီလို9000ပြည့်တိုင်းသွားရတယ်အဲ့ဒါကိုကျွန်တော်တို့ကသူတို့ record ယူထားတယ်အဲ့ဒီပုံစံလေးနဲ့ကျွန်တော်တို့ကသွားတဲ့အချိန်မှာ service fees အနေနဲ့ကျွန်တော်တို့က3000ခွဲလောက်ကျွန်တော်တို့ပေးရတယ်ပေါ့လေအဲ့တော့ကျွန်တော်ကီလို9000မှာကျွန်တော်ကားလေးကခုကီလို14000ရှိပြီအဲ့တော့ကျွန်တော် service နှစ်ခေါက်သွားပြီးကားတခြားဘာအေတာမှမရှိဘူးအောက်ပိုင်းကလည်းဝယ်လာတော့အတိုင်းပဲဘာအတန်းမှမထွက်ဘူးသူအဆင်ပြေတယ်မောင်းရတာလည်းအဆင်ပြေတယ်ဘက်ထရီကလည်းကျွန်တော်သုံးတဲ့ပုံစံနဲ့လုံးဝအဆင်ပြေတယ်ကျွန်တော်ခရီးလည်းနှစ်ခေါက်ထွက်ပြီးသွားပြီဒါဒီ maintenance နဲ့ဒီကျွန်တော်အားသွင်းတဲ့ပုံစံလေးအရာကျွန်တော်ဒီတစ်လကိုကျွန်တော်တွက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အားသွင်းတဲ့ပုံစံတော့ကျွန်တော်တို့တယောက်နဲ့တယောက်တော့မတူနိုင်ဘူးပေါ့လေကိုနေတဲ့နေရာမှာအားသွင်းဖို့အဆင်ပြေမလားကိုအိမ်မှာဒီအားသွင်းဖို့ level 1 level 2 charger တက်ဖို့အဆင်ပြေနိုင်မလားဆိုတာတော့ဒါကတော့ကိုဝယ်မဲ့ brand ပေါ်မှာ showroom နဲ့တိုင်ပင်ပြီးတော့ပဲကျွန်တော်စီစဉ်ရမှာပေါ့လေကျွန်တော်အားသွင်းတဲ့ပုံစံကတော့ကျွန်တော်နေတဲ့ကွန်ဒိုမှာကျွန်တော်အားသွင်းတယ်ဒီအားသွင်းတာကတော့ကျွန်တော်တစ်ပတ်ကိုတစ်ချိန်ပဲအားသွင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နေတဲ့ကွန်ဒိုမှာကတော့ဈေးကြီးတယ်အပြင်ထက်2ဆပို့ပြီးတော့ဈေးကြီးတယ်ဖြစ်တဲ့အတွက်ကျွန်တော်တစ်ပတ်ကိုတရက်ကျွန်တော်100ခန်းတော့အပြည့်အားသွင်းတယ်အဲ့ဒါကလည်းကျွန်တော်percentage 60လောက်50 60ကျော်လောက်ကနေတွင်းတယ်100ခန်းတော့အပြည့်တွင်းလိုက်တယ်ဆို3000ကျော်4000ဝန်းကျင်လောက်ကုန်တယ်တစ်ပတ်ကို1ရက်ပဲတွင်းတာကျန်တာကျွန်တော်ပုံမှန်တွင်းလဲဆိုကျွန်တော်ရုံးသွားတဲ့အချိန်ကျွန်တော်ရုံးမှာကားကနေပါလာတဲ့ 3.5 charger လေးနဲ့ကျွန်တော် plug out ထိုးထားလိုက်တယ်အဲ့တော့ plug out ထိုးထားလိုက်ပြီးတော့ကျွန်တော်တွင်းတယ် 3.5 kW charger ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတစ်နာရီကို 5% မတက်တာကျွန်တော်4နာရီလောက်ကျွန်တော်ရှိတဲ့အချိန်မှာကျွန်တော်ကောက်ထိုးထားလိုက်ရင် 20% တက်တယ် 20% တက်ပြီဆိုရင်ကျွန်တော်ဒီနေ့အသုံးစရိတ်ကသူ့ပြန်ဝင်နေမှာပဲအဲ့ဒီအတွက်ကျွန်တော်ရဲ့ကုန်ကျစရိတ်ကိုကျွန်တော်တစ်လအနေနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်အားသွင်းတဲ့ကုန်ကျစရိတ်က3သိန်းခွဲဝန်းကျင်ပဲရှိတယ်3သိန်းခွဲကျွန်တော်တစ်နှစ်စာတွက်လိုက်မယ်ဆိုရင်ဒါတော့18သိန်းပေါ့အဲ့တော့18သိန်းကုန်တယ်ကီလို9000မှာ maintenance လုပ်ရတဲ့ကုန်ကျစရိတ်ကကျွန်တော်တို့ဒါတော့အခုကီလို14000တစ်နှစ်ဆိုတာကီလို2000ဝန်းကျင်ဆိုရင်ကျွန်တော်တို့မော်တာထဲမှာရှိတဲ့ lubricant တစ်ခုကျွန်တော်လဲပေးရမယ်လို့ရှောတော့ပြောတယ်အဲ့ချိန်ညရင်တော့4သိန်းဝန်းကျင်3သိန်းကျော်4သိန်းဝန်းကျင်လောက်တော့ကုန်မယ်လို့ဒါသူတို့ပြောတော့အဲ့ဒီကုန်ကျစရိတ်တွေအကုန်လုံးပေါင်းလိုက်တော့တစ်နှစ်ကုန်ကျစရိတ်ကကျွန်တော်တို့သိန်းအစိတ်သိန်း30ပေါ့ဗျာဒါတော့သိန်း30ကုန်မယ်ကျွန်တော်ခုနကကျွန်တော်စီးခဲ့တဲ့ကား Crown မှာကျွန်တော်စီးတဲ့နှစ်လုံးသိန်း120ကုန်တယ်တခြားကုန်ကျစရိတ်တွေပေါင်းလိုက်တော့150 160ကျွန်တော်ကုန်တယ်အဲ့တော့တစ်နှစ်လုံးနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ငွေအပိုသိန်း120လောက်ထွက်လာတယ်ဒါပေမဲ့ကားသုံးရတယ်ခုနကပြောလို့မင်းဒီကားအသေးလေးနဲ့ crown နဲ့တော့မရှင်းနဲ့မှတ်ပါတယ်မရှင်းပါဘူးမရှင်းလို့လည်းမရှင်းကျင်လို့လည်းကျွန်တော်အခုနောက်ထပ် EV ကားကျွန်တော်သုံးနိုင်တဲ့ပမာဏပေါ်မှာ EV ကားအသစ်တစ်စီးကိုကျွန်တော် pre order တင်ထားတယ် pre order တင်ပြီးတော့ကျွန်တော်ဒီကားလေးနဲ့လဲပြီးတော့ကျွန်တော်ဒါဒီကားလေးကိုပြန်ရောင်းပြီးတော့ပေါ့နော်ဟာကျွန်တော်ကားအသစ်ကိုကျွန်တော်စီးမယ်ပေါ့လေအဲ့တော့ EV ကားပဲကျွန်တော်ထပ်စီးမှာအဲ့ဒါလေးကိုကျွန်တော်ပြောပြချင်တာပေါ့အဲ့တော့သုံးပြတဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တို့ကရွေးချယ်ဝယ်ယူရမှာဖြစ်တယ်စီကားသုံးမယ်ဆိုရင်လည်းစီကားရဲ့ကုန်ကျစရိတ်စီပိုးတွေရှိမယ် EV ကားစီးမယ်ဆိုရင် EV ကားရဲ့အားသွင်းစရိတ်နဲ့ပုံမှန်
maintenance မဖြစ်မနေလုပ်ရတဲ့အပိုင်းလေးတွေရှိမယ်ဒါပေမဲ့ကုန်ကျစရိတ်ကတော့အများကြီးကွာသွားတယ်ဒါပေမဲ့ EV ကားကတော့ကျွန်တော်တို့ဝယ်ပြီးရင်ရှုံးမယ်စီကားကတော့ကျွန်တော်နိုင်ငံရဲ့အခြေအနေအရတင်သွင်းခွင့်အကန့်အသတ်လေးရှိတဲ့အတွက်ဝယ်လိုက်တယ်ဒါပေမဲ့တစ်စိတ်တစ်ပိုင်းငွေပမာဏလေးတစ်ခုကျွန်တော်မြတ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကားပေါ်မှာကျွန်တော်တို့အကျိုးမြတ်ကျွန်တော်ရှာမှာမဟုတ်ဘူးကျွန်တော်တို့နေ့စဉ်သုံးတဲ့ daily life အတွက်ကျွန်တော်တို့အဆင်ပြေပြေကျွန်တော်တို့တက်နိုင်တဲ့ငွေပမာဏပေါ်မှာအဆင်ပြေပြေသုံးပြနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့က3နှစ်စီမလား5နှစ်စီမလားကအသစ်စီးရတယ်လှည့်ကြည့်စီရမလိုဘဲနဲ့ကျွန်တော်တို့ကစိတ်ချလက်ချစိတ်ချမ်းသာစေစွာကျွန်တော်တို့စီးနိုင်မှာဖြစ်တယ်ဒီ EV ကားကတော့အဲ့တော့ဟုတ်ပြီကျွန်တော်တို့3နှစ်နေလို့ဘက်ထရီတစ်လုံးလုံးလဲရမယ်300ကုန်မယ်ဟုတ်ပြီကျွန်တော်တို့မကုန်ခဲ့တဲ့ဈေးတွေနဲ့ပြန်ကြည့်လိုက်ရင်တော့အဲ့300ကိုကျွန်တော်တို့ကကုန်နိုင်ပါတယ်ကုန်ရမှာအကုန်ခံရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးပဲမော်တာတစ်လုံးလဲလို့300ကျော်ကုန်မယ်ဆိုလဲကျွန်တော်တို့ကုန်ရမှာပါဘာဖြစ်လို့လဲဆိုတော့2နှစ်3နှစ်စီးခဲ့ပြီးကျွန်တော်တို့ဒီကုန်ကြစရိတ်300တော့မကုန်ဘဲနဲ့ကျွန်တော်တို့ကပြင်ဆင်စရိတ်300တော့မကုန်ဘဲနဲ့ကျွန်တော်တို့စိတ်ချမ်းသာစွာစီးခဲ့ရတဲ့3-4နှစ်မှာကျွန်တော်တို့ပြင်ဆင်စရိတ်ဒီဟာကြီးစိတ်ပိုင်းတစ်ခုလုံးကိုလဲလှယ်ရဖို့ရှိရဆိုရင်တော့ကျွန်တော်တို့ကပျော်ပျော်ကြီးကုန်ကြခံရမှာဖြစ်ပါတယ်ဒါကလေဒါကျွန်တော် site ဘက်ကကျွန်တော်တွေးတာပါသဘောထားကွဲလွဲနိုင်ပါတယ်အဲ့တော့အခုလက်ရှိကျွန်တော်တငယ်ချင်းတွေလည်း EV ကားစီးနေတယ်ကီလို4000ဝန်းကျင်လောက်ရှိကြတယ်တချို့တက်စီတွေလည်းကီလို9000 8000လောက်စီးကြတယ်ဘက်ထရီ SOH ကျလာတယ်96 99လောက်တော့သူတို့ဖြစ်တယ်ဒါပေမဲ့အများကြီးထိုးကြပြီး range တွေထိုးကြသွားတာရေလို့လည်းမဟုတ်ဘူးဒါပေမဲ့သုံးနေကြတော့ပဲသူတို့3နှစ်4နှစ်ရှိနေကြပြီဒါပေမဲ့ဘက်ထရီလုံးလိုက်လည်းမလဲရသေးသလိုမော်တာလုံးလိုက်လည်းမလဲရသေးဘူးကုန်ကြစိတ်လည်း350 100ဝုန်းတိုင်းဆိုပြီးတော့ကုန်သွားတာလည်းမရှိသေးဘူးပေါ့နော်အဲ့တော့အဲ့ဒီချက်လက်လေးတွေကိုကြည်ချင်းအားဖြင့်ဆိုရင်တော့ကျွန်တော်တို့ရဲ့နေ့စဉ်ကုန်ကြစိတ်2ရက်3ရက်ကျွန်တော်ကုန်တဲ့3သိန်းမကုန်မဲနဲ့ကျွန်တော်ဒီ2နှစ်3နှစ်လောက်လှည့်ကြည့်စီရမလို့ပဲနဲ့စီးခဲ့တဲ့ဒီကားကိုနောက်3နှစ်ချိန်ကြာလို့ဘက်ထရီလုံးလိုက်လဲလို့300ကုန်မယ်ဆိုရင်လည်းကျွန်တော်ကကုန်ကြခံမှာဖြစ်ပါတယ်ဒါကတော့ကိုတွေးတဲ့ပုံစံလေးတော့မတူနိုင်ဘူးပေါ့နော်အဲ့တော့ခီးသွားလို့အဆင်ပြေမှာလား EV ကစီကားဆိုရင်ဘယ်နေရာတော့ဘယ်နေရာစီးထည့်လို့ရတယ်အခု EV ကားတွေကခီးသွားလို့ဘယ်လိုအဆင်ပြေနိုင်မှာလဲကျွန်တော်ခီး2ခေါက်သွားပြီးပါပြီဖန်အောင်တစ်ခေါက်ကျွန်တော်ဂျိုက်ထီယိုတစ်ခေါက်ပြီးခဲ့တဲ့ရက်ပိုင်းတွေကကျွန်တော်ဂျိုက်ထီယိုကနေပြန်လာတယ်17လပိုင်းကကျွန်တော်ဖန်အောင်သွားတယ်ပေါ့နော်အဲ့တော့အဆင်ပြေပါတယ်ကျွန်တော်တို့ဒီအမြန်လမ်းပေါ်မှာလည်း39မိုင်115မိုင်နေပြီးတော့မိုင်200မန္တလေးတောက်လျှောက်မှာအာသွင်းတဲ့ station 24နာရီအာသွင်းလို့ရတဲ့ station တွေရှိသလိုဟိုဘက်ကျွန်တော်တို့ပသိမ်သွားမယ်ဆိုရင်လည်းငွေဆောင်ချောင်းသာသွားမယ်ဆိုလည်းပသိမ်မှာအာသွင်းလို့ရတဲ့နေရာတွေရှိပါတယ်အဲ့လိုမျိုးပဲကျွန်တော်တို့ဟိုဘက်မော်လမြိုင်ဘက်သွားမယ်ဒါမှမဟုတ်ကျွန်တော်တို့ကလောဘက်သွားမယ်ဆိုတောင်ကြီးဘက်သွားမယ်ဆိုရင်လည်းလမ်းမှာကိုယ့်ရဲ့ကား range နဲ့ဘယ်နေရာမှာအာသွင်းလို့ရမယ်ဆိုတဲ့ station တွေကိုကျွန်တော်တို့ကဖုန်းထဲမှာအလွယ်တကူရှာပြီးတော့ကျွန်တော်ကြည့်လို့ရပါတယ်ကီလိုဒါတော့ကျွန်တော် range က450လောက်ရတယ်400ကျော်ရတယ်အဲ400ကျော်ရတဲ့ပုံမှာကို20% 30% လောက်ကျန်မဲ့အချိန်တွေမှာ100ကီလိုမီတာ100လောက်ပဲကျန်တော့တဲ့အချိန်မှာဘယ်နေရာမှာအဝင်သွင်းလို့ရမလဲနိုင်ခွက်လောက်အသွင်းလိုက်တာနဲ့ကျွန်တော်တို့က station မှာ fast charger ဖြစ်တဲ့အတွက်နိုင်ခွက်လောက် coffee တောက်အပေါ်ပါသွားနေ့လည်စာစားဒီလိုပုံစံမျိုးနဲ့ကျွန်တော်ကသွင်းလိုက်ပြီဆိုတာနဲ့100%အားဖြည့်ဝင်သွားမှာဖြစ်ပါတယ်ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကခီးသွားလို့ရပါတယ်အဲ့တော့အမှန်တမ်းပြောရင်တော့ EV ကားကကျွန်တော်တို့အမြဲတမ်းခီးသွားနေတဲ့လူအတွက်တော့မဟုတ်ပေမဲ့လည်းပုံမှန်3လတစ်ခေါက်4လတစ်ခေါက်တစ်နှစ်မှာ2ခေါက်3ခေါက်မိသားစုခီးသွားကြမယ်ဆိုရင်အဆင်ပြေကောင်းကြီးအဆင်ပြေနေတော့သုံးနိုင်ပါတယ်အဲ့လိုပဲမျိုးရင်းသုံးမယ်ဆိုရင်တော့လုံးဝစိတ်ချလက်ချနှစ်ရှည်သုံးလို့ရတဲ့ကားဆိုတာကိုလည်းကျွန်တော်အနေနဲ့ user experience ကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်စီကားလည်းကျွန်တော် JDM ကားတွေကိုလည်းကျွန်တော်တကယ်သုံးခဲ့တဲ့သူတွေရောက်ပါတကယ်လည်းကြိုက်နှစ်သက်တဲ့သူတွေရောက်ပါအဲ့လိုမျိုးပဲ EV ကားကိုchanges တစ်ခုလောက်လိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့စိတ်ကြည်နံမှုအများကြီးရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုလည်းပြောပြပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ကိုဒီရက်ပိုင်းတွင်းမှာမေးတဲ့မေးခွန်းလေးတွေကိုကျွန်တော်ရဲ့ personal site ကနေပြီးတော့ကျွန်တော်ပြောပြတာဖြစ်ပါတယ်တကယ်ပါလုံးဝကျွန်တော်ပတ်စံအကုန်ကြအရန်တက်တာသွားပြီးတော့နေ့စဉ်ဘယ်နေရာပဲသွားထပြီးတော့စိတ်ချမ်းသာစွာသွားနိုင်တဲ့အခြေအနေလေးလဲဒါ
ရပါတယ်အဲ့အတွက်ကိုဝယ်မဲ့ brand ကိုတခြားလေးလာပါတခြားကျွန်တော်တို့ဒီရှေ့မှာပြောခဲ့သလို global market မှာဘယ်လိုရှိလဲတခြား vlogger တွေတခြားနိုင်ငံ vlogger တွေ viewer တွေဘယ်လိုမျိုးပြီးတော့ review တွေဘယ်လိုပေးထားလဲဒါမျိုးတွေကိုကျွန်တော်လေ့လာပြီးတော့ဝယ်ယူမယ်ဆိုရင်တော့ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်ဒီအကြောင်းအရာလေးကိုဒီနေ့မှာမျှဝေခြင်းဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်